မိုင်းတင်အောင်လေကိုလက်ကောင်ကလေသူ့ကိုသူတရားသူကြီးနာထင်နေတာမသိဘူး ဟဲ့ဒီရုပ်ဒီရတရားသူကြီးဖြစ်ကြလားဖြစ်ရင်လည်းဖက်နဲ့ပောက်ခါပဲတရားသူကြီးပဲဖြစ်မှာလား တူတူပြောပါသူကလေဒီရက်ထဲမှာလှည့်နေတာနော်အခုလေသူ့ရဲ့ဆိုင်ရဲ့ပစ္စည်းတွေကိုခိုးသွားတဲ့အောင်စိုးတိုက်ကိုသူကိုယ်တိုင်စီရင်ချက်ချနေတာအရက်လူကြီးအချိန်မရောက်တော့တော်သေးတာ အဲ့အလက်ကောင်တော်တော်ဆိုးတာပဲ ဟုတ်တယ်နော်ဟုတ်သူကတူတီတော့တာမို့လို့သူမိဘတွေကအလိုလိုက်နေရတာ ဟဲ့ဘယ်ကတူးသူတော့တားမှာလဲအလက်ကောင်ဆိုမှတော့တားလက်ပေါ့ဟဲ့ ဟုတ်လားဟိုဖြူတော့လို့တတ်တဲ့ကြတော့မမီဘူးလေသူ့ရဲ့အကိုလေးညီတွေကဘယ်ဟုတ် ငါပြောပြမယ်သူ့ရဲ့အထက်ကမင်းစောဆိုတဲ့တယောက်က10နှစ်သားအရွယ်မှာရှင်ပြုတ်ကနီတငယ်ချင်းတွေနဲ့ငါးသွားမြိုင်ရေစင်းကူလို့ရင်းနစ်ပြီးသေးတာ အဲ့ဒါဆိုရင်ကိုလက်ကောင်ထက်အငယ်ရရော အလက်ကောင်မွေးပြီး9နှစ်ကြာမှသိမ့်စင်ကိုမွေးတာအဲ့ကလေးကကန်ဆိုးရှာပါတယ်မွေးရပါနှလုံးရောဂါနဲ့ဆုံးရှာတယ် အော်ဟိုအဲ့ဒါကြောင့်ကိုလက်ကောင်တောက်တဲ့ကြံခဲ့တာ ဟုတ်ပါအဲ့ကြောင့်သူ့မိပါတယ်သူ့အလိုလိုက်ထားတာလေအလက်ကောင်ကိုအလိုလိုက်ထားတယ်မှာငါညီမလည်းပါတယ်အခုလိုတရားစကားသွားနေပဲအေးတယ် အလားရေရှင်သမီးမေရော ရှိပါရဲ့တော့ထိုင်မောင်း ဟာအေး အမေ ဟေး တန်းလာလေ ဟာအေးနာသမီးလေးကတော့ဘယ်ရှိမဲကြီးကြီးအလုံးနဲ့လည်းမပြတ်ဘူးနော် ဟုတ်တယ်အဲ့ဒါသူစီစုံအတွက်ပဲလေကိုယ်တိုင်ကြိတ်တာငရုတ်သီးမုတ်ဆိုလဲဝယ်မစားဘူးကိုယ်တိုင်ပဲထောင်းတာ သမီးလိမ်မလေးရထားတာဝမ်းသာပါလားရှင်သမီးလေးကိုခေါ်လိုက်ပါအောင် အော်လာပါလိမ့်မယ်ဟိုမပန်းတို့အတွက်တခုသွားလောက်တာနေမှာပါ อ๋อဧည့်သည်မှာမဟုတ်တာပဲရှင် ဟုတ်ရပါတယ် ဒါကြီးဘီးသားရွှေကြလက်ဖက်တုပ်လေးနီးကြည့်ပါဦးဘာလို့လဲမသိ ရည်စရာမလိုပါဘူးငါသမီးလေးရအောင်ယုံပြီးသား ဟောဒါနဲ့မပန်းတို့ဟိုကိစ္စရှိလို့လာတာဆိုဘာများလဲ ဘာများလဲဆိုတော့တခြားမဟုတ်ပါဘူးတာရေးသမီးရဲ့ကိစ္စ တားရဲ့သမီးဘယ်သူ့ကိုပြောတာလဲ อ๋อမအီမွန်ရဲ့တာရေးသမီးရဲ့ကိစ္စဆိုမှတော့ရှင့်သမီးနဲ့ကျမသားပေါ့ ရှင်အော်ကျမသမီးနဲ့ရှင့်သား အဲ့ဒါလေနားဖောက်ချင်လို့ဘယ်လိုမျိုးသဘောရလဲ ဩဘယ်လိုသဘောရမလဲမပန်းတို့ရဲ့အတွင်းစီအစင်းသိတယ်ပဲဥစ္စာနော်သမီးမင်းရလဲ ရတယ်ဘာမှမဖြစ်ဘူးမမကြီးအိမ်မှာတမိချော်မလဲဘူးတဲ့နေရာတနေရာမှမရှိဘူးလေးလေးကလဲလာတာအခုကရှက်သွားလို့ ယောဂီပေါင်းသူတော်ကောင်းတို့တရားရှုမှတ်ခြင်းချိန်ပြည့်မြောက်ပြီဖြစ်ပါသောကြောင့်တရားမှတ်ခြင်းကိုရပ်လို့ရပါပြီယောဂီပေါင်းသူတော်ကောင်းတို့ယခုလိုတရားစကားဝဲဆယ်ရပြည့်မြောက်တဲ့နေ့မှာမိမိတို့ကိုကဲ့တင်ပြီးဝိပဿနာတရားကိုကြိုးကြိုးစားစားနဲ့ရှုမှတ်ပွားများတဲ့အတွက်ဟောပေါ်နေနဲ့ဝမ်းမြောက်ဝမ်းသာတာရုခေါ်မိပါတယ်ဆရာတော်ဘုရားရဲ့ကျမ်းမာချမ်းသာပါစေသာသနာကျိုးကိုစတဲ့ဘုသေဘုန်းနာပါစေဗျာတာဒုတာဒုတာပါဆရာ အဖေကတာဝန်ပေးလိုက်လို့ကျွန်တော်ရေတွင်းရေကန်နေလိုက်စစ်နေတာလှရရေခတ်နေတာဟုတ်ကျွန်တော်ဘာကူညီပေးရ ကိစ္စမရှိပါဘူးကိုသေးသေးပဲဖះတောက်တော်နေအိမ်ရဲ့တောက်ရည်ပဲခတ်နေတာဆိုတော့ကိုယ်တိုင်ခတ်မှကုတူရမှာပေါ့